တော့ day 2 Stone Forest ပေါ့နော်တောင်သဘာဝအတိုင်းဖြစ်နေတဲ့ဒီကျောင်းဆောင်နေရှိတဲ့နေရာကိုသွားမှာဖြစ်ပါတယ်။ဒီနေရာကိုသွားဖို့ဆိုရင်မြို့ထဲနဲ့ဆိုရင်taxi စီးနဲ့ဆိုရင်2 နာရီလောက်တော့ကြာတယ်ပေါ့နော်။ဒီတိုင်းရထားနဲ့စီးမယ်ဆိုရင်2 နာရီလောက်တော့ကြာတယ်ဒါပေမဲ့ဒီနေရာအဲ့ရထားတာနောက်ကြာတော့အခု17 နာရီလောက်ရှိ17 ခွဲ7လောက်ရှိပေါ့နော်။အဲ့ဒါနဲ့ taxi နဲ့ပဲသွားလိုက်တယ်။ taxi ကဟိုရောက်ဆိုရင်တရုတ်ယွမ်လောက်ပေးရ200လောက်ပေးရတယ်နော်တရုတ်ယွမ်200လောက်ပေးရပါလေကဲခုတော့သွားနေပါပြီလိုက်ခင်နော်ဒီနေရာရာဒီဥတုကကိုယ့်ဘက်မပါလက်ကနေစပြီးမိုးတွေရွာတယ်ဒီရန်လက်အေးတယ်ရင်ဆုံးတကယ်ဝင်မယ်နမဝေပြီးတော့ဒီလိုကားနဲ့ကားနဲ့လိုက်ပါအားကြီးပါအောင်မလားတော့ဒါလေးကကြတော့ကားနဲ့သူတို့ပထမဆုံးနေရာလေးရဝင်ပေါက်လေးဖြစ်ပါတယ်အဲ့ဒီဝင်ပေါက်ကနေပြီးတော့စပြီးတော့လမ်းဆက်ရှောင်းရအောင်ပါပေါ့နော်ဒီနေ့ကကြတော့ရာသီဥတုကကြတော့မိုးတွေပဲရွာနေတာဆိုတော့ထီးတွေနဲ့ပေါ့နော်နည်းနည်းလေးဆူဆွတ်လေးဖြစ်နေတယ်ရာသီဥတုကတိတ်တော့မကောင်းဘူးဒါပေမဲ့လည်းရောက်ပြီးမှတော့ဆက်သွားမှတော့ရမှာပေါ့နော်ဒါကြတော့လမ်းရှောင်းရင်နဲ့အထဲဝင်လာတဲ့အချိန်ကြာဝင်လာတဲ့အခါကျတော့ဒီမှာပေါ့နော်သူတို့တဘာဝအတိုင်းဖြစ်နေတဲ့ကြောက်ဆောင်တွေကိုအရင်ဆုံးမြင်တွေ့ရတာပါဒီနေရာကြတော့ဓာတ်ပုံရိုက်ကိုရရမယ့်နေရာပေါ့နော်။ဘာလဲဆိုတော့သူတို့စီမံဒီမှာဆိုရင်စာတန်းလေးလည်းရှိတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီရှေ့မှာဆိုရင်အကုန်လုံးက tourist group တွေအကုန်လုံးဆိုရင်ဒီရှေ့မှာဆိုရင်အကုန်လုံးစုပြီးဓာတ်ပုံရိုက်ကြတယ်။ဒီနေရာလေးကကြတော့သူတို့ဒီကိုရောက်ခဲ့တယ်ဆိုတော့မတိုင်တစ်ခုအနေနဲ့ဓာတ်ပုံရိုက်ခဲ့တဲ့နေရာလေးပေါ့နော်။အဲ့ဒီနားမှာလည်းလူတွေလည်းအရှမ်းများတယ်။ဒါမှတကယ်ကို view point ဖြစ်ပါတယ်သူကကြတော့အဲ့အပေါ်တက်ဖို့ဆိုရင်လေကားလေးနဲ့တက်ရတယ်ပေါ့နော်အဲ့လေကားနဲ့တက်တဲ့အားလေးကတော့ဗီဒီယိုလေးမရိုက်လိုက်ရဘူးအဲ့ပေါ်တက်သွားတဲ့အခါကျတော့မှဒီကနေပြီးတော့အောက်ကိုထိချလိုက်တဲ့အခါကျလုံးဝကိုကြောက်ဆောင်နေစုပြီးတော့တော်တော်လေးလှတယ်ပေါ့နော်ဟိုးဘက်မှာဆိုရင်လူတွေကသေးလေးပဲကျန်တော့တယ်ပေါ့နော်ဒါတွေကိုကြောက်ဆောင်ဆိုရင်တဘာဝအတိုင်းဖြစ်နေတာပေါ့နော်တော်တော်လေးအံ့ဩဖို့လည်းကောင်းတယ်ဒီနေရာတွေဆိုရင်ဟို Journey to the West လာအဲဆုံးခုံဇက်ကမှာဆိုရင်ဒီလိုနေရာတွေမှာလာရိုက်ထားတဲ့နေရာလေးတွေလည်းဖြစ်တယ်ပေါ့နော်တော်တော်လေးလှတယ်တော်တော်လေးလည်းအံ့ဩစရာကောင်းတယ်ပေါ့နော်ဒါကဒီပတ်ဝန်းကျင်မှာရှိတဲ့ကျောင်းဆောင်တိတိလေးတွေကိုရိုက်ပြထားတာဖြစ်ပါတယ်။နောက်ချက်တိတိလေးတွေပေါ့နော်။ဒါလေးဆိုရင်ရေကန်ပေါင်လေးတွေပေါ့နော်။ရေကန်ပေါင်ကကြောင့်တော့ရေတွေကစိတ်ကြည်ပြီးတော့တော်တော်လေးလဲတန့်ရှင်းတယ်။ဒါလေးတွေက admin တက်ဖန်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်။